ပရိကံပြုပြီးကေတရားမှတ်ဖို့အတွက်တံပြန်ခွေထိုင်ဖို့ဗုဒ္ဓဘာသာတို့အတိအရဘဝဆိုစွာနရိဘဝတိရစ္ဆာန်ဘဝပိဋ္ဌဘဝလူဘဝနတ်ဘဝလို့ဘဝ၅မျိုးရှိတယ်ဂတိ၅မျိုးလို့လည်းခေါ်တယ်ဉာဏ်ဂတိ၅မျိုးတနည်းအားဖြင့်ဘဝ၅မျိုးဖြစ်မှာနရိဘဝတိရစ္ဆာန်ဘဝပိဋ္ဌဘဝဆိုစွာတရားလုပ်ငန်းကိုထားကုသိုလ်လုပ်ငန်းကိုတောင်းမတိရဘဝခန္ဓာတိဘဝနှမျိုးခြံနေတယ်သူလူဘဝနဲ့နတ်ဘဝဆိုဆိုလေးဒုက္ခတိလို့ဆိုရဲ့ကုသိုလ်အကုသိုလ်ကိုဒုက္ခခန္ဓာပြီးတည်ရဲ့တရားတိရဆိုဆိုအမတန်ရှာမြတ်စွာဘုရားဟောထားတဲ့တရားတွေမှာဘုဒ္ဓဘာသာဒုံလဘောစသည်ဖြင့်ဒုံလဘ၅ပါးကိုကပ်ဖို့ကတည်းလူသိစေပဲ။ယံဘဒုံလဘ၅ပါးမှာလူဘဝနတ်ဘဝမှာရာနေစာတိမနုဿတ္တဘာဝဒုံလဘောလို့ဆိုပြီးဒုံလဘတစ်ခုကိုရတော်လေးတတ္တမတဝနံဒုံလဘဖရာတရားကိုနာရဖို့ဆိုသည်ဖြစ်ရင်လေရမှာတတ္တမသောနံဒုံလပံကိုကသူကသူတော်ကောင်းတရားလို့ပဲပြန်ရဟာကတဲ့လျော်သလိုပြန်လို့နားလျာဖို့တတ္တမဆိုရစကားအစိုက်ကသူတော်ကောင်းတရားလို့အတိတ်ပဲစီလျော်လို့ထိုက်တယ်လို့ပြန်လို့နားလျာတကယ်ပုံရမ်းမှအတိတ်ပဲကတန်တဓမ္မငြိမ်းရတရားလို့ထက်တယ်ငြိမ်းရတရားဆိုတာကိလေသာမင်းငြိမ်းရတရားကိုတန်တဓမ္မလို့ခေါ်ကိလေသာမင်းငြိမ်းရတရားကိုပရမတ်တပါးတစ်ခါသူမဟုတ်နိုင်တခါတလေသာသနာ့ဘာမှာပိစေကဗုဒ္ဓတိပွင့်ရပိစေကဗုဒ္ဓလေဟောဖို့မတတ်အမတန်ခက်ခဲအခုလူဘဝလေအရတ်လွင်နေကိုအတွက်ကံကောင်းလေဉာဏ်ကံကောင်းတဲ့မှာကထိုက်ဆင်းပြီးကံကောင်းနေဆိုတာဘုရားအဆုံးအမကိုနာနဲ့ကြနေရတယ်နာနဲ့ကြခံပေါင်းမများသူတော်ကောင်းအမှန်မှာချမ်းသာလို့မယ်အရိယာအရမမှာပြီးရင်နေရလို့မယ်ဒါကိုဇာတိပိစ္ဆာဇရာမရဏဒါကိုအခုတရားလုံးနေတာကိုမှခါတဲ့ဆုံးဖြတ်ချက်ချတာဒီခုတရားမင်းတနေ့မုတ်စာတရားမင်းအချိန်ပိုင်းသာလို့တော့ဒီအပေမှုဥခံညာဥအောင်တရားကိုသာကိုစားအထောက်ပါတော့မင်းဆိုတဲ့ဟာပဲဒီတရားဆိုဟာဇာလေးဆိုပြီးဒီခုကိုကသူကလုံးနေတယ်ဆိုတာတရားကိုတရားအထောက်ဖို့လူဆိုတာထိုင်လို့အထောက်လို့ရတယ်ထိုင်လို့အထောက်လို့ရတယ်လာလို့အထောက်လို့ရတယ်လင်းလင်းလို့အထောက်လို့ရတယ်ဖရာတရားရှင်ဖရာတရားထိုင်လို့ရိုင်လို့လာလို့လင်းလင်းလို့အမှုက၄မျိုးစာတန်နဲ့တို့ဣရိယာပဋ္ဌာ၄မျိုးဣရိယာပဋ္ဌာ၄မျိုးစလုံးနဲ့အထောက်လို့ရတယ်အထောက်ဖို့တရားဟာကြာလေးဆိုခါထိုင်လို့အထောက်ဖို့ဆိုကြလေထိုင်ပုံထိုင်နေစီကိုဖရာတန်လေနိတိတတိပန္နကအဘုဇ္ဇိတောတန်မြင်ခွေထိုင်ညတန်မြင်ခွေထိုင်ဖို့ဆိုဆိုမှလေမထိုင်ခန်းနေဟာခါတတ်ဖို့လိုတယ်ဒါကိုငါသားတယ်ခါကဣဒဘိက္ခဝေဘိက္ခုအရိညာကတောဝါဒုက္ခမုလကတောဝါသုညာကာရကတောဝါဧစကားဟာဇာပို့လို့ဆိုပြီးဘိက္ခွေရဟန်းတို့ဘိက္ခုဆိုတာငါတို့ကရောပန်ရဟန်းပဲပါတယ်ရဟန်းတက်ကိုဘိက္ခုကိုဆိုမဟုတ်ပါ
ဘိက္ခုဆိုတဲ့အတိတ်တွေကရဟန်းဆိုတာကနားလေလွေအောင်လို့ပြန်ထပ်ဆိုတာဘိက္ခုကအိုဘေးနာဘေးတီဘေးကိုကြောက်လို့လွားအောင်ရုံးရှင်တွေစိတ်ရှိသူကိုဘိက္ခုလို့ခေါ်တယ်တန္တရာပင်ဟာအိခတိတိဘိက္ခုတန္တရာဘေးကိုကြောက်တဲ့ပုဂ္ဂိုလ်ကိုဘိက္ခုလို့ခေါ်ပါတယ်ရှိကသူတော်ကောင်းတိပြောရစလားအဲ့ဒါဆိုကိုယ်ကလေးလေအိုဘေးနာဘေးတဲ့နေဆိုကိုကြောက်နေတယ်အဲ့ဒါကဟန်ဘေးဖိတ်ဖိတ်လူဘေးဖိတ်ဖိတ်သီလရှင်ဘေးဖိတ်ဖိတ်ယောဂီဘေးဖိတ်ဖိတ်တန်ត្រာဘေးကိုကြောက်တယ်ဆိုပြီးဒီတန်ဒီထေတော့အကျုံးဝင်လာတယ်ဘိက္ခုကဟန်ဒီယံဘိက္ခုဟန်ဟာဇာမဆိုဣဒဤငါဆုံးမမှာငါဆုံးမဆိုဘုရားဆုံးမရဲ့သာသနာမှာနောက်ရှောင်းပြုတ်ပြီတန်ត្រာကိုဘေးလို့ကြောက်တတ်တဲ့လူဟာဘုရားဆုံးမကိုကြောက်ဘူးလူမှကြောက်တယ်မကြောက်ဘူးလူမကြောက်ဘူးလူဒီစိစဉ်လို့မယ်လို့ကောက်ယူရဲကြောက်ဘူးရဲ့လူကကြောက်တယ်ငါအရင်လေးကြီးအခုလေးဒီပုံမလို့ဒီလမ်းတော့နောက်လေးဒီဘက်ဒီဖိတ်ဖို့မဟုတ်အဲ့ဒါကြောက်တယ်သူရကိုစိတ်တော့တာအဘေးလို့ကိုစိတ်လန်းလာတော့အများကြီးဆိုတာနဲ့ပြောတန်ဝေကလို့ခေါ်သူတန်ဝေကမရှိပြီတကားလုံးမဟာတပုပ္ပနေမှာအများယုံလို့ယုံကဆိုတာတန်ဝေကစိတ်ထဲမှာအရင်လာဖို့လို့တန်ဝေကစိတ်ထဲမှာအရင်လာမှဟေးဟုတ်တယ်ကလာကူငါဘေးနဲ့ကုန်နေဆိုတာမလားကူလို့ကိုထန်လဲစိတ်ထဲမှာသိအောင်သိရအဟုတ်ဘေးကုန်နေတာမလားကူဒါကိုသိအောင်လို့ခုကြီးနေဒီဘေးကုန်နေဆိုတာကိုခန္ဓာကဆိုတာဒီဇာတိဘေးအသက်ခံနေဆိုတာဒီဇာဘေးနောက်လျောင်လို့တာဟိုအိုရေဆံဖူရေသွားကြရေဆိုဆိုတာကအများသိအောင်ပြောရစကားတကယ်တန်ត្រာဘေးကိုသိဖို့သူနဲ့ဆိုကေအသက်ခံနေဆိုတာဒီဇာဘေးအနာဖိနေဆိုတာဒီဖြာတိဘေးအနာဆိုဆိုတာကဖြောရဲနာရဲထိုရဲတေရဲဒီဟိုနာဒီနာဆိုဆိုတာကရကအပန်လူဘင်းတိသိအောင်ပြောထားတဲ့အနာတကယ်အနာကအာဘာဒာယတံဝတ္တိခန္ဓာနှိမ့်ဆက်နေထိုင်ကြတာနိညောနေပါရထားတရဏနိညောနေပါရလမ်းလျှောက်တယ်လမ်းလျှောက်ညောင်းပါရထိုင်ရညောင်းပါရလေးရညောင်းပါရနားလျောင်ပြောထားတယ်ခန္ဓာကိုယ်ဟာတခုပဲနဲ့ဆံပြီးနားလေပြီထိုင်နေလေးညောင်းပဲလာနေလေးညောင်းပဲအဲနေလေးညောင်းပဲအဲ့နေလေးကညောင်းပဲနားလေကြလေနားလေတတ်တယ်လူသိပဲလို့နားလေအောင်ပြောတာရအာဘာဒရဲ့အာဘာဒခန္ဓာဒုက္ခလို့ခေါ်ရခြင်းရအာဘာဒကာယိကဒုက္ခယမညောင်းစွာနဲ့စိတ်ထဲမှာမခန္ဓာဖြစ်လာရကိုစေတသိကဒုက္ခလို့ခေါ်ယံကာယိကဒုက္ခနဲ့စေတသိကဒုက္ခဟာအရင်ကြာဆုံးဒုက္ခတယ်ယံဒုက္ခထိုဖြားရနာရဆိုဆိုတာကတကယ်မှတခါရှိရှင်နေရှိမရှိရှင်မရှိရကအများသိအောင်အပန်လူဘင်းတိအောင်ပြောဆိုတာရအာဘာဒကဘုန်းကြီးစကားနဲ့ပြောပြီးတခုလေးဘာမှမသိတကားမှမသိတန်ခါမှမသိတကားရတနာမှမသိလူတိလေးဒီပြဟာနာသိဆိုရဲကဘာကြီးမှာဆေးကုန်ရှိစွာကိုပြပလားလူတိုင်းသိတယ်ရဟကိုပြောဆိုမဟုတ်ရဟကိုကတန်ဝေကတော့ပြောဆိုတာတကယ်ကဒီခန္ဓာမှာနှိမ့်ဆက်နေဆိုဉာဏ်နှိမ့်ဆက်နေဆိုကိုပြေခါဟေးဒါအဟုတ်ပြီမနော်ကိုအပိုင်းသိကြီးအဲ့ဒါနဲ့တခါလို့ပို့ရကိုညာရှင်နဲ့တိလာကနေရာဝိပါလက်တခါကိုပူကြတယ်နေရာဝိပါဆိုအရိညာကတတောလာကိုတဘာဝအပိုင်းတော့ဟာသိရှိနေနေတာတကယ်တော့ကိုမအောင်နိုင်ဆိုတဲ့တိတ်ပံတဘာဝအပိုင်းတိတ်ပံဟာသိရှိနေနေတာဒါတိတ်ပံတဲ့ကိုကိညာရှင်နဲ့သိရှိနေဆိုတယ်တဘာဝသိရှိနေခြင်းတဘာဝအပိုင်းတော့တိတ်ပံတဲ့ကိုသိရှိနေတဲ့နဲ့ရကိုသိတာအောင်အရိညာကတောဝါသိစိတ်နေတာကိုလားတဘာဝအဖြစ်သိစိတ်နေတော့ဥက္ခမူလကတောဝါသိပ္ပံရဲကသုံးညာကာရကတသိပ္ပံရဲကိုတိုးလို့မရကြီးလေသိစိတ်နေတာတခုကိုဟာဒီပဲဆိုသိစိတ်နေတာတခုဟာဆိုပြီးအိမ်မာလေးရှိတယ်လူသူလေးဘောတိအိတ်ဆက်တယ်ဆိုပြီးကိုနားလေလူကသူလူတိအိတ်တွေခါထားချေထားပြီးထိုင်နေဟောထိုင်နေ
ကိုမှန်နေဖိုက်ဖို့တက်ဆောင်ကိုအခုပဲဒီနေရာဟာလူပေါင်းရာနဲ့ရှိလို့ရှိကြလေစိတ်ကနော်လေပြီတိတ်ဆိတ်နေညတော့တရားစခန်းဆိုစွာတိတ်ဆိတ်နေရစကားမပြောရဘယ်မဟုတ်စကားမပြောရလို့ပစားကိုတခါတည်းပိတ်ထားတယ်ရဟာကိုမူကပฏิပဒါလို့ခေါ်မြတ်စွာဘုရားကြဲခဲ့တယ်မူကပฏิပဒါအိုးငါသာသနာမှာပြန်ဘောအကျင့်မရှိဘူးလားအတိကျကြဲတယ်ဘုရားကဒီပြန်ဘောအကျင့်မရှိဟာစကားကိုတိုးတိုးပြီးပြောရဖို့တိုးတိုးရှိတိတ်တိတ်ရှိနေမြောက်ကတိုးတိုးရှိလိုဟန်ပြီးပြီရအခုကစကားမပြောရဆိုတော့ကိုလုံးဝမပြောရပစားကိုဗလာစနေကတွင်ကြရတယ်လို့ပြင်တယ်ဘယ်မဟုတ်တော့ဒီဘယ်မဟုတ်အေးစာမပိမပေတိဟုတိဘေဝရတိတိထိုဟာတိစကားမပြောလို့ရီငုံလို့ငေါလေးကြည့်ဆိုပဲရီငုံလို့လောက်ဟွာဖိလိုက်မယ်ကောက်လို့စကားပြောရမယ်ကောက်လို့ငုံသဆွာစကားမပြောရှင်တော့ဘောကျင့်ဆိုမဟုတ်နော်ဒါဒီဝတ္ထုဇာကုံရှိတိရှိတယ်အဲ့ဒါလည်းရရှိတိကိုအဟုတ်ကိချင်မနေကတိုးတိုးတိတ်တိတ်ပဲပြောရတယ်တိုးတိုးတိတ်တိတ်ရှိတိုးတိုးတိတ်တိတ်နေရတယ်ပရောစာရှိကေပရောတိုးတိုးတိတ်တိတ်ရှိအဲ့ဘာသုံးညာကာရလို့ကိုယ်အတိအတိကိုကပါသူကပါယင်းစီးကိုစောင်းလိုက်တယ်တိတ်နေနေတာအခုစောင်းနေပြီလေလူဘောကနဲ့ရှိလို့ရှိတယ်တိတ်နေထောင်နဲ့ရှိလို့ရှိအတိအတိစောင်းတိတ်နေရတိတ်ခါကြီးကိုယ်နဲ့နှုတ်ကိုစောင်းနေဆိုတာတိတ်ခါနော်ဓမ္မဂုံထဲမှာမှဝင်မှပြီးသားစောင့်ဖို့ပြန်မှမစောင့်ဆိုအတိတ်ခါမရှိနေတာကိုယ်ကိုစောင့်ဖို့လို့လေကိုယ်ကိုစောင့်ဖို့အဲ့ဒါကဟိုကိုယ်ကိုရင်စောင့်ဖို့လို့လေသူများဆိုတာနောက်လာအဲ့ဒါကိုယ်စောင့်ဒီဘဂစကားဆိုကိုယ်အရင်လောရဆိုတာနော်လေလားကိုယ်အရင်လောရကိုယ်စောင့်ရတယ်ဒီမှာကိုယ်ကိုစောင့်လိုက်တဲ့အခါတိတ်ဆိတ်လာတဲ့အခါသူညာကဖိတ်လာတယ်။အဲ့နဲ့ဓမ္မကုမာဘေးဖိတ်ကိုယ်နေရာမှာဘေးဖိတ်ဆွမ်းသောဆုံးမဘေးဖိတ်တိတ်ဆိတ်နေတယ်ဒုက္ခိနောစိတ်တံဓမ္မတိကြည့်လေတိတ်ဆိတ်နေတယ်ဆိုပြီးစိတ်ချမ်းသာတယ်ဒီခါစိတ်ဟာငြိမ်ဖို့ဓမ္မတိဖိတ်ဖို့လွယ်လာရပါစိတ်ဓမ္မတိဖိတ်ဖို့အတွက်ပฏิနေပထမခန္ဓာကိုယ်ကိုတိတ်ဆိတ်တဲ့နေရာမှာနိတိတတိပန္နကအာဘောစိတ်တော်တဲမင်ခွေပါတဲမင်ခွေပြီးဒီခါကိုဆန်းပါလိုင်ကိုတိတိရှိထားပါဆိုစွာတိတိခန္ဓာကိုယ်ကိုတတိရှိနဲ့ထင်ကွက်တဲ့သဘောကိုပြပါဆိုရဒီခါကကိုယ်နော်လေဟာငါဆရာရှိတယ်ငါဆရာတန်မှုတဲ့နိတိတန်နေငါထင်ဖို့တန်ခိုင်းဒါဟုတ်တယ်လေဆိုဆရာရှိလို့ဆရာမရှိလို့ထင်ဖို့မတတ်ဆိုတာကိုယ်သိတန်ရဖရိုဖရဲပဲဆရာရှိထင်ဖို့တန်ခိုင်းဒီဘက်ထင်ဖို့တတ်တဲ့ဆက်တတိရင်တတိဉာဏ်နဲ့ပရသာတနာတစ်ခုလုံးပြလိုက်ခဲ့တတိယဘဂဗရေနိဗ္ဗာန်ဆိုင်ကတတိရှင်မှာခဲ့ပလားတတိနဲ့နိနိကတတိနဲ့နိနိကအဲ့ပဲဆိုတော့ပရသာတနာမှာတတိယနာအဲ့တတိရှိခန္ဓာကိုယ်ရုပ်တိကိုတတိနဲ့ထင်းကွက်လိုက်ခဲ့ငြိမ်လာဒီခါစိတ်ကိုလည်းတတိနဲ့ထင်းဝေးလာစိတ်ကိုတတိနဲ့ထင်းဖို့အတွက်သိလွေဇာနေရာဟောက်သိလွေကမ္မထရှိတခုပြီးတတောဝအတ္တတတိတတောဝပတ္တတတိစာလိုပြုတ်အာနာပါနကမ္မထဇာနေရာဟောက်အယုတ်ဆုံးကျင်ပြီးကျင်နေတည်ရစောတော့တောင်တတိရှိရတော့ကိုကအလုံးလုံးလို့ဒါပေါ့သဗ္ဗတိကကမ္မထလို့ကိုနေရာထဲမှာလုံးလို့ရတာကနေရာထဲမှာလုံးလို့ရစမ်းဝင်လေဝင်တိုင်းနှခွမ်းဆွမ်းမှာထိစွာနှခွမ်းဝမှာထိစွာထွက်လေထွက်တဲ့နှခွမ်းဝမှာထိစွာကိုကင်လိုက်ပြီးစိတ်ဟာကိုယ်ကိုယ်ကိုဘယ်လောက်လုံးမလဲရဟာကိုယ် close up ပြရတယ်အပန် close up လိုက်တဲ့အခါတတိရှိရလာရဟာကိုယ်မရှိနေတယ်ရဟန်းဆိုပါတိမောခတာဝရတိလဟိုမှာစလာရှင်လို့ဆိုလို့ချစ်ကရှေပေါ်တိလယောဂီကရှေပေါ်တိလကိုတိလနဲ့ကိုတိလနဲ့ခိုက်ပြီးစားလုပ်တယ်ဆိုတတိတက်တီပိလိပဋိဌာယနရောတပ်ပညောစိတ်တံပညိသဘာဝယမြတ်စွာဘုရားဟိုတိုင်းတဏိကမှာဟောထားတဲ့စကားလေးနဲ့စတာတုတ်တံမှာပတနာရှင်းဖို့ဆိုပြီးကိုကျင့်တရားရှိရင်ကောင်းဖို့လို့ဝိရတတိရှိပါ
ထီတိုင်းသိထီတိုင်းသိထီတိုင်းသိနေပြီသိကြလေတမိန်နေသိနမိန်နေသိသုံးနေသိစိတ်ငြိမ်ပြီးလာစိတ်မငြိမ်သမျှဟဲ့တယ်လို့မလားဆိုလိုဆိုတာစိတ်မငြိမ်သမျှပြေးလို့မလားဘုသူတန်နဲ့စိတ်မငြိမ်ဖိတ်ပြစုခွဲရရပါမလားရပါလားလို့ဆက်မပြေနော်စိတ်ငြိမ်အောင်ကြည့်ရတယ်စိတ်ငြိမ်တော့လာခါသူ့ဟာသူပေါ်ရဥပမာသူတုံးတိရှိကပလာရှိလေဥပမာဝေးလာ request သူ request ကိုပြတယ်သူ request ကိုပြေးဝေးလာ request ဟာခိုက်ဖာရီကဟာခိုက်ဖာကကိုအမူကလှုပ်ရှားတယ်ဆိုတဲ့ဒီဂျုံပြန်တိုက်နေလှုပ်ရှားနေရခါရ request ကိုကလေးလာမျက်နှာကိမပေါ်လာတခါတည်းပေါ်လွန်ထန်ရှားအောင်ပြောခတိတောင်ပြောမျက်နှာလေးကမျက်နှာလေးမပေါ်လာဒါပဲမပေါ်လို့ဆိုရီလှုပ်နေလို့လားစိတ်လှုပ်ရှားနေကြီးတကားမပေါ်လားပညာမပေါ်တော့နာရဲ့တနေ့သူ့ကိုငြိမ်အောင်ရီခွက်ကိုငြိမ်အောင်ထားလိုက်ငြိမ်အောင်ထားလို့ရီခွက်ငြိမ်ရီခါငုံကြည့်လာမျက်နှာလေးပေါ်နေရဒါပဲလို့ပေါ်လေဆိုပြီးရင်းရင်းလို့လားရင်းနီဆိုတာကတမာတိမျက်နှာရိပ်ပူဆိုတာကပညာသီလတမာတိပညာကိုလမ်းကောင်းဆောင်နေရတယ်။ညတဲ့စိတ်ကိုမြင်အောင်လုပ်ပါဖိမှုပြန်မှုကိုလိုက်မနေပါဘူးနော်စိတ်ကိုမြင်အောင်လုပ်ရတယ်စိတ်ကိုမြင်အောင်လုပ်မှတကားတိပိဖိတ်ကတဲ့သောတာပန်တက္ကတာကအနာဂဟန္တာတိတောင်စကေစိတ်ကိုမြင်အောင်ရဲ့စတာပဲစိတ်မြင်အောင်ပဲဒီလားရှိပြီးသားတမာရှိပြီးကတမာတိပွားရပြီးမှပညာပွားရတမာဟိတောယထာဝုတံပဇာနာတိရဲ့နလန်းဆိုင်ချေကိုလက်စွာဘုရားကဒီလားဆောက်တယ်ပြီးကြလောဘတမာတိဆက်ကိုဖိတ်ပြဲပဲမချုံနေကြအောင်ကြလောဘလေးဆိုငင်းအောင်လို့စိတ်ကုန်နေအောင်နဲ့တမာတိဘိက္ခဝေဘာဝေထယဟန်ဇာပို့လေးဆိုလုံးဝဆိုင်ဒီလားဆောက်တယ်ပြီးကတမာတိဘာဝေထတမာတိကိုစိတ်ကိုမြင်အောင်လုပ်ပါစိတ်ကိုမြင်အောင်လုပ်ပြီးကဒါဖို့စိတ်ကိုမြင်အောင်လုပ်ရပြီဆိုပြီးတမာဟိတောယထာဘူတံပဇာနာတိစိတ်ငြိမ်မှပညာပေါ်ရဲ့လားဘုရားသာသနာမှာပညာပေါ်ဖို့ဟာအဓိကပညာပေါ်ဖို့အတွက်စိတ်ကိုမြင်အောင်လုပ်ရတယ်စိတ်ငြိမ်ဖို့အတွက်သီလဆောက်ကြရတယ်သီလတမာတိပညာအဆင့်ဆင့်တဲ့ကြော်လွတ်တဲ့လို့မလားနော်အဲ့အဆင့်ဆင့်တဲ့စိတ်ကိုငြိမ်အောင်လုပ်တမာတိကိုမှသင်္ကားရှိနေတယ်စိတ်ကိုငြိမ်အောင်ဝင်လေထွက်လေဝင်တိုင်းထွက်တိုင်းဝင်တိုင်းထွက်တိုင်းထိနေစွာသိထိနေစွာသိထိနေစွာသိရလုံးငန်းခွင်ကိုဝင်နေတယ်လို့နားလေပါစာနဲ့ပြောခဲ့ရပါပရိမုခံတတိဥပထပိတောပရိမုခံတတိကမ္မထံတို့ရှိရှုတတိကိုဥပထပိတောဖိစေရငါတို့ဘာသာနဲ့ပြောလုံးငန်းခွင်ဝင်နေတယ်လုံးငန်းခွင်ဝင်ကအလုပ်ကိုစိတ်ဝင်တော့ပေါ့ငါအလုပ်ကိုစိတ်ဝင်စားဆိုပြီးတဲ့ထိနေတယ်တို့ဒါပြီးပါစိတ်ကိုမရင်းစီပါပဲ